ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညဘာသာတော်နှစ်2565နှစ်ကောဇာတက္ကရာ1384ခုနှစ်ဥဒ္ဓကူလပြည့်ကျော်9ရက်ခရစ်နှစ်2022ခုနှစ်ဧပြီလ22ရက်တောက်ကြနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဥယျာဉ်မောင်တော်မုံဥမြတ်ထွန်းဒေါ်ချစ်မီတို့အားရည်စူး၍ဥခင်မောင်ထွန်းဒေါ်ခင်မြတ်တွေသမီးမခင်မွန်မွန်ထွန်းသားဦးထွန်းအောင်ကျော်မိသားစုသမီးမခင်ဖြူဖြူထွန်းမိသားစုတို့မှစုပေါင်းဆင်းရဲကျင်းပပြီးတော့အတော်အွန်လိုင်းဓမ္မသဘင်နဲ့ဆက်လျက်ကျေးတော်ရှင်ပေါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချိမြင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ခြေတော်သုံးဟ၍ယူသည်စွာလျှောက်ထားအပ်ပါသည်ဘုရားသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1384ခုနှစ်ဥဒ္ဓကူလပြည့်ကျော်9ရက်2022ခုနှစ်ဧပြီလ22ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမဟာသမယနေ့၌ဟောကြားအပ်သည့်မြတ်ဗုဒ္ဓ၏တရားဒေသနာတော်များမဟာသမယတုတ်တွေကိုဟောတဲ့အခါမှာနတ်တွေအကြောင်းပြောတဲ့တုတ်တွေကရသောအဖြစ်မဟာသမယတုတ်ဆိုတာနတ်တွေရဲ့အမည်ကိုဖော်ထုတ်ပြီးတော့ပြောတဲ့တုတ်ပဲအသိများကြတယ်အဲ့ဒီမဟာသမယတုတ်မဟာသမယနေ့မှာလေးနဲ့တဲ့မြတ်စွာဘုရားရဲ့တရားဓမ္မတွေအကြောင်းကနည်းနည်းသိတဲ့ပုဂ္ဂိုလ်နည်းတယ်ပေါ့နော်ကျွတ်ကြတယ်ဖတ်ကြတယ်ဆိုရင်လည်းပဲတိလောကမနုကတ္တမိယထဘုံမှာတရတိဒါဆိုအဲ့ဒီမဟာသမယတုတ်ပဲရွတ်ကြတာနတ်တွေအကြောင်းပြောထားတဲ့မဟာသမယတုတ်ပဲရွတ်တယ်သို့တော့အဲ့ဒီမဟာသမယနေ့မှာမြတ်စွာဘုရားဟောတဲ့တရားအလေးနဲ့တရား6တုတ်ရှိတယ်အဲ့ဒီတရားတွေကအဓိကနတ်တွေကိုဟောတာပဲဖြစ်တယ်ပေါ့နော်မဟာသမယတုတ်မှာရောက်လာကြတဲ့ပရိသတ်တွေမှာလူပရိသတ်ကတော့တာဂိဝိမင်းနဲ့ကောသလမင်းသားတာဂိဝိမင်းသားနဲ့ကောလိယမင်းသားရှားနာ900မဟာဝနလို့ခေါ်တဲ့တောအုပ်ကြီးတွေမှာရှောက်ရှိနေကြတယ်။ယဟန္တာ900ရှေ့မှာမြတ်စွာဘုရားကလာရောက်ပြီးတော့ဖူးမြင်ကြတဲ့စัจ java လာတိုက်တဲ့တောင်းကလာကြတဲ့နတ်တွေပြမတွေကအပြည့်ဖြစ်တယ်ပေါ့။အဲနတ်ပြမတွေရဲ့စရိုက်ကိုကြည့်ပြီးတော့မဟာသမယတုတ်6တုတ်ကိုဟောကြားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အစကနေစပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားတက္ကတိုင်းမှာခီးရတစာရီကြွချီရင်ကပိလဝမြို့ဒီကြောရယုံကျောင်းမှာတရင်သုံးကြိုက်ဖြစ်တယ်တချို့လည်းတာဝတိပြည်မှာလို့လည်းမှတ်တမ်းရှိတယ်ပေါ့နော်ဒါမသားထားမှုနှမျိုးရှိတယ်ပေါ့ဒီမှာတော့သုဒ္ဓနိဗ္ဗာန်အထက်ကရာမှာလာတဲ့အတိုင်းပဲကပိလဝမြို့ဒီကြရအောင်ကျောင်းမှာနေတဲ့ချိန်လေးမှာတာဂိဝေမင်းနေနဲ့ကောလိယမင်းနေရဲ့ချားမှာရှေးကိုအကြောင်းပြုပြီးတော့စစ်ဖြစ်ကြတယ်ခက်ရဒေါသဖြစ်ပွားလာကြတယ်အဲ့ဒီအချိန်ဘာနဲ့ပတ်သက်တုံးဆိုတော့ကပိလဝမြို့နဲ့ဒီကောလိယမြို့တို့ရဲ့နှစ်မြို့အကြားမှာဖြတ်ပြီးတော့စီးဆင်းသွားတဲ့ရောဟိနီမြစ်ဆိုတာရှိတယ်အဲ့ဒီရောဟိနီမြစ်ကမြစ်အသေးလေးဆိုတော့အငယ်လေးဆိုတော့တစ်ခါတစ်ခါရေနေတယ်တစ်ခါတစ်ခါရေများတယ်ပေါ့မူးမြစ်တို့မြစ်ကလေးအမျိုးနှစ်မျိုးကြားကနေဖြတ်သွားတဲ့မြစ်ကလေးအဲ့ဒီမှာ
တာဂိယမင်းနေနဲ့ကောလိယမင်းနေရဲ့အလုသမားတွေကအဲ့ဒီမြေကြီးကိုသုံးချပြီးတော့စွာဆိုင်ကြတာစွာဆိုင်ကြတယ်ရေနေပြီဆိုတဲ့အခါကျတော့တမန်နေတုတ်ပြီးတော့ကိုယ့်ဘက်ကိုရေသွင်းကြတယ်စပါးရေအောင်မို့ဆိုပြီးတော့ရှေးမြောင်းနေတူပြီးကိုယ့်ဘက်ကိုရေသွင်းကြတယ်အဲ့ဒီနှစ်မှာတော့ရေရတော့နေတယ်အဲ့တော့ကိုယ့်ဘက်ကိုရေယူဖို့မြောင်းတူးကြတဲ့အခါမှာအလုံးသမားတွေချင်းချင်းခက်ရန်တော့တာဖြစ်ကြတယ်ပေါ့ရေရလို့မှုနဲ့ပတ်သက်ပြီးခက်ရန်တော့တာဖြစ်ကြတယ်ခက်ရန်တော့တာဖြစ်တဲ့အခါမှာရိုးရိုးပြောရတယ်မဟုတ်ဘဲနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့မျိုးရိုးကိုထိခိုက်ပြီးတော့ဆဲကြဆိုကြတဲ့အဆင့်ထိရောက်သွားကြတယ်ရှေးရလို့မှုနဲ့တော့ရေပြဿနာဆိုရေရခြင်းလို့အဲ့တော့တာဂိဝေမင်းကြီးရဲ့အပြစ်နာစာကိုထုတ်ဖော်ပြီးဆဲကြတယ်ကောလိယတွေကကောလိယမင်းကြီးရဲ့အပြစ်နာစာကိုထုတ်ပြီးတော့တာဂိယတွေကဆဲကြတယ်အဲ့လိုပြန်လာငယ်ချိုးငယ်နာတွေဖော်ပြီးတော့ဆဲကြတဲ့အခါတပည့်ရုပ်ချုပ်တဲ့မင်းကြီးထီအောင်တရင်ကရောက်သွားတော့မခံကျင်စိတ်တွေဖြစ်ပြီးတော့စစ်ပြင်ပြီးတော့ရောဟိနီမြေကမ်းကြီးမှာဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းစစ်ပြင်ပြီးတော့ရောဟိနီမြေဘက်ကိုစစ်တပ်တွေခြိတက်လာကြတယ်ဟိုဘက်ကမ်းတာဂိဝင်စစ်တပ်ကဟိုဘက်ကမ်းကောလိယစစ်တပ်ကဒီဘက်ကမ်းနေပြီးတော့မြေရလို့မှုနဲ့ပတ်သက်ပြီးတော့တမန်ရန်ဖြစ်တာလည်းမဟုတ်ဘူးနှစ်နိုင်ငံစစ်ဖြစ်တဲ့အနေအထားထီအောင်ရှောက်ရှိပြီးတော့လာကြတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားကြွားရောက်လာတယ်ကြွားရောက်လာပြီးတော့မြတ်စွာဘုရားရဲ့တရားပြနာချမှုကြောင့်ဘုရားပေါ်မှာလည်းကြည်ညိုစိတ်ကလည်းငကိုရှိကြတော့နှစ်ဦးစလုံးဟာဆွေတွေမျိုးတွေကျွယ်လေတာဂိဝင်နေတွေကအဖဘက်ကကောလိယတွေကအမေဘက်ကသုတ္တရဏမင်းကြီးကတာဂိယမေရောမာယာကကောလိယအဲ့တော့အမေဘက်အဖေဘက်အမျိုးတွေကြီးပဲဆိုအဲ့ဒီအကြောင်းကိုသမိုင်းထောက်ထားနဲ့မြတ်စွာဘုရားရာဆိုရင်တာဂိဝင်မင်းမျိုးတွေကောလိယမင်းမျိုးတွေဖြစ်ပေါ်လာဖို့သမိုင်းကြောင်းကနေစပြီးတော့ဆွေတွေမျိုးတွေဖြစ်လို့တုံးနဲ့တူခက်ရတော့တာဖြစ်ပြီးတော့စစ်ဖြစ်သည့်အထိအငြင်းပွားတာမကောင်းတဲ့အကြောင်းမြတ်စွာဘုရားတရားဟောတာဟောလိုက်တဲ့အခါမှာအလုံးကတို့ဟာဆွေမျိုးသားချင်းပဲနှစ်ဦးလုံးဟာဆွေတွေမျိုးတွေပဲဆိုပြီးသူတို့ရဲ့ခက်ရဖြစ်တဲ့ဒေါသတွေကိုလျှော့ချပြီးတော့လက်နဲ့တွေစွန့်ပြီးမြတ်စွာဘုရားဟောတာကိုပဲအာယုံစိုက်ပြီးနားထောင်ကြတယ်စစ်ပြေငြိမ့်သွားတယ်ပေါ့စစ်တိုက်မှမတိုက်ကြတော့အဲ့လိုမြတ်စွာဘုရားရဲ့တရားပြနားချမှုကြောင့်စစ်ပွဲဟာရပ်ဆဲသွားတယ်ရပ်ဆဲသွားတော့မြတ်စွာဘုရားကိုကျေးဇူးတင်ကြတယ်နှစ်ဖက်ကကျေးဇူးတင်တယ်အကယ်၍သာဘုရားကကြွားမလာဘူးတရားပြနားမချဘူးဆိုလို့ရှိရင်နှစ်ဖက်စလုံးဟာထိခိုက်ဒဏ်ရာတွေရကြမှာပဲစစ်ဖြစ်တယ်ဆိုတာကိုကြီးလည်းနိုင်မှာမဟုတ်ဘူးလေနှစ်ဦးတော့ထိခိုက်ဒဏ်ရာမျိုးတွေဖြစ်ကြမှာအဲ့တော့ကျေးဇူးတင်တဲ့အနေနဲ့တာဂိယမင်းမျိုးတွေကမင်းသား920ကောလိယမင်းမျိုးတွေကမင်းသား920စုစုပေါင်းမင်းသား250တာဂိယ250ကောလိယ250အလုံး200ပေါင်းလိုက်တဲ့အခါမင်းသားပေါင်း900အစီအစဉ်လုပ်ပြီးတော့မြတ်စွာဘုရားကိုဝန်းရညဖို့ခေါင်းဆောင်တွေကတိုက်တွန်းတဲ့အခါကျတော့
အဲ့ဒီမင်းသားတွေဟာတာဂိယမင်းသား250ကောလိယမင်းသား250စုစုပေါင်း900ဟာအိမ်တော်ရှိတဲ့မင်းသားတွေဖြစ်တယ်လူလွတ်တွေတော့မဟုတ်ဘူးအဲ့တော့အများကတောင်းဆိုမှုကြောင့်သူတို့ဟာလူပေါင်းခွာပြီးတော့သင်္ကန်းဝတ်ကြတယ်သင်္ကန်းဝတ်တယ်ဆိုတော့အိမ်တော်ရှိနေတာဆိုတော့ဘယ်ပြောမလဲအရှိခေတ်ကတော့များသောအားဖြင့်အိမ်တော်ရှိတဲ့လူတွေပဲသာသနာ့ဘောင်ဝင်ကြတာများတယ်လေခဏခေတ်ကတော့ငယ်ပြူဆိုတာအိမ်တော်မရှိတဲ့လူတွေဝင်ကြတာခဏခေတ်ကအိမ်တော်ရှိမှဝင်ရင်တောထွက်လို့ခေါ်ခံရသေးတာတက်ကြီးကဝင်ရင်တောထွက်ဖြစ်တယ်အဲ့တော့အိမ်တော်မရှိတဲ့ငယ်ငယ်တွေကသင်္ကန်းဝတ်တဲ့ပုဂ္ဂိုလ်တွေဒါခဏခေတ်မှများတာဘုရားလက်ထက်ကတော့မဟုတ်ဘူးအိမ်တော်ရှိပြီးသားပုဂ္ဂိုလ်တွေဟာသူတို့ဆန္ဒအလျောက်သာသနာ့ဘောင်ဝင်ကြတာဖြစ်တယ်တော့ဝင်လာတဲ့သာသနာ့ဘောင်ရောက်ပြီးတော့မြတ်စွာဘုရားနောက်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ကြတဲ့အခါမှာတရားမသိသေးတဲ့အချိန်အိမ်မှာကြံရတဲ့စနီးတဲ့ဖြစ်တဲ့မင်းသမီးတွေကစာပေးကြတာပေါ့တိတ်တိတ်ပုံစာပေးကြတဲ့အခါသူသာသနာ့ဘောင်မပြောကြတော့ဘူးအဲ့ကိုယ်တော်လူထက်ချင်လာကြတယ်တရားစင်ကမပြတ်တော့သူ့ကိုလဲချင်ကြတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားသိတယ်သိတော့မြတ်စွာဘုရားဟိုဒေါသဖြစ်တော့လည်းဘုရားကတရားပြပြီးနာချတာအခုလည်းပဲအိမ်ပြန်ခြင်းတဲ့ကိုယ်တော်တွေကိုမြတ်စွာဘုရားခရီးဒေသစာရီလှည့်လဲဖို့ဆိုရင်ကောင်းကင်ခရီးနဲ့ခေါ်သွားတယ်ဖယ်သွားတော့ဆိုကုဏလအိုင်ဟိမန္တတောင်ခြေမှာဟိမန္တတောင်မှာရှိတဲ့ကုဏလအိုင်ဆိုငှက်အုပ်တီကျက်စားတဲ့အခုခေတ်လူတွေဆိုငှက်ကြည့်ပေါ့နော်မြတ်စွာဘုရားလည်းသူတို့ငှက်တွေကိုပြတာသွားပြီးတော့ငှက်ကြီးကိုခေါ်သွားတယ်လူစားစိတ်ကတခုပြောလိုက်ရင်ပြောင်းသွားတတ်တာကိုအဲ့တော့လူထွက်ချင်နေကြတဲ့ယဟန်900ကိုကုဏလအကြီးကိုခေါ်သွားပြီးတော့အဲ့ဒီမှာငှက်အုပ်ကောင်းကင်ကပြန်တန်းလာတဲ့ငှက်အုပ်ရဲ့အကြောင်းဟောတယ်ကုဏလဆတ်ဆိုတာရှိငှက်တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဟောတာအဲ့ဒီကုဏလဇတ်ကိုဟောလိုက်တဲ့အခါကျတော့အတော်အသင့်သူတို့ဟာအလွမ်းပြေသွားကြပြီးတော့အိမ်ကိုလွမ်းတဲ့စိတ်တွေဖြောက်သွားနိုင်ကြတယ်မြတ်စွာဘုရားဟောတော့နောက်ဆုံးမှာသစ္စာတရားပြပြီးတော့ဟောလိုက်တဲ့အခါမှာတချို့သောတပန်ဖြစ်သွားတယ်တချို့ကသက္ကရာကတချို့ကအနာကယဟန္တာတော့တဘာမှဖြစ်သေးဘူးအဲ့ဒီအခြေအနေထိအောင်ရောက်သွားတယ်တော့သောတပန်ဖြစ်ရင်ပဲခိုင်မြဲသွားပြီလူမထွက်တော့ဘူးတရားဓမ္မပေါ်မှာခိုင်မြဲသွားပြီဘယ်လိုလှနုမကြွတော့ဘူးသူတော့မပြန်တော့အိမ်အဲ့လိုဒီမိသားစုဘဝတွေအိမ်တော်ရသားကြတဲ့မိသားစုဘဝတွေပျက်စီးလို့မြတ်စွာဘုရားကိုပြစ်တင်ကြတယ်မကြိုက်တဲ့သူတွေကရဟန်းဂေါရမဟာဒီမိသားစုတွေပျက်စီးအောင်လုပ်နေတယ်ဆိုပြီးတော့ဆွဲချက်တွေတင်ကြတယ်မြတ်စွာဘုရားကပျက်စီးလို့တဲ့ရည်ရွယ်ချက်နဲ့မဟုတ်ဘူးတန်တရားဆင်းရဲကနေကဲတင်တဲ့အနေနဲ့ပဲဟောတာသူတို့မိသားစုကွဲစီပြဲစီဒီလိုမပါဘူးနော်တန်တရားဝကမလွတ်နိုင်တဲ့ပုဂ္ဂိုလ်တွေတန်တရားဝကလွတ်ဖို့နီးလန်းပြတာသာဖြစ်တယ်သို့သောပုထုဇဉ်တွေရဲ့အတွေးတိတ်မှုကြောင့်မြတ်စွာဘုရားဒီလိုလှုပ်တာကိုပဲမကျင့်တတ်နိုင်ကြဖြစ်တင်ကြနောက်ဆုံးမှာမြတ်စွာဘုရားတရားပြတဲ့အခါမှာသောတာပန်သဂရကအနာဂံထိဖြစ်ကြတယ်ကုဏလဆိုတဲ့အင်ကြီးအကြီးကိုသွားတော့ကတော့မြတ်စွာဘုရားတကူနဲ့သူတို့ကောင်းငင်လိုက်ပါကြတာဖြစ်တယ်ဖះရဲ့အစွမ်းနဲ့လိုက်ပါကြသူတို့သောတာပန်သဂရကအနာဂံဖြစ်ပြီးတော့အဲ့ဒီအိမ်ကနေအပြန်မဟာဝနတောကြီးကပိလမြို့နာမရှိတဲ့တောကြီးကိုလာတဲ့အခါကျတော့သူတို့ကိုယ်တိုင်ရတဲ့အစွမ်းတကူတွေနဲ့ဖះနောက်ကလိုက်ပါလာကြတာသူတို့ကိုယ်တိုင်ကကောင်းကင်ပြန်နိုင်တဲ့ဆင်ရသွားကြတယ်ပေါ့
သောတပန်ဖြစ်ပြီးသောတပန်ဆိုတာဆံရပြီးတော့သောတပန်ဖြစ်တယ်တဂရကံနာကံလည်းဆံရပြီးတော့ဖြစ်ကြတယ်အဲ့တော့သူတို့ဟာသူတို့အစွမ်းတကူနဲ့ကောင်းကင်ခရီးကနေပြီးတော့ကပိလိဝမြို့နာကမဟာဝနဆိုတဲ့တောအုပ်ထဲသက်ဆင်းကြအဲ့ဒါမှအေးချမ်းသာရတဲ့လူသူကင်းစိတ်တဲ့မဟာဝနဆိုတဲ့တောအုပ်ကြီးတွေရောက်လာကြအဲ့ဒီတောအုပ်ထဲရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားကမ္မထမ်းပေးပြီးတော့တရားထဟောတယ်တရားရှိမှတ်ခိုင်းတယ်အဲ့ဒီဟောတဲ့အခါကျတော့ကိုရိုရီကဘာဖြစ်သွားတော့ဆိုမြတ်စွာဘုရားရှင်းလင်းဟောကြားတဲ့တရားဝိပဿနာတရားအထုတ်ပြီးတော့အလုံးဟာယဟန္တာဖြစ်သွားကြတယ်နော်ယဟန္တာဖြစ်သွားဒီမဟာသမယနေလို့ခေါ်တဲ့နေုံလာပြီမတိုင်ခင်ယဟန္တာဖြစ်သွားကြတော့နေုံလာပြီနေ့မှာသူတို့ယဟန္တာဖြစ်ကြောင်းမြတ်စွာဘုရားကိုရှောက်ချင်တယ်သူတို့အိမ်ကိုမလွန်းတော့ပါဘူးဆိုတာရှောက်ချင်တယ်ပေါ့နော်ယင်တော့အိမ်လွန်လို့ပြန်ကျင်တဲ့ကိုတော်တွေကသူတို့အိမ်မပြန်တော့ပါဘူးဆိုတာကိုဘုရားကိုလာရှောက်ချင်တယ်ပရမဆုံးယန္တာဖြစ်တဲ့ကိုတော်ကသူတော်အားနဲ့ထင်ပြီးတော့မြတ်စွာဘုရားရှိတဲ့စီကိုရောက်လာတယ်နောက်လေကြည့်တော့ဒုတိယကိုတော်ကလည်းသူနောက်ကပါလာတယ်အဲ့ဒီကနေတတိယကိုတော်ကလည်းပါလာတုံးတူတိုင်ပင်ထားတာမဟုတ်ဘူးတိုင်ပင်ထားတာမဟုတ်ပဲနဲ့မြတ်စွာဘုရားစီရှင်းတော့တပါးပြီးတပါးရောက်လာကြတဲ့အခါမှာဟောတပါးသိပ်ပြီးတော့အသိမပေးချင်အရိယပုဂ္ဂိုလ်တွေကကိုတရားရရတာကိုသူများသိမသိစေချင်ရှုပ်ဝတ်တဲ့သဘောရှိတယ်အဲ့ဒါဥပမာပေးထားတာဗာနဲ့ဥပမာပေးတော့ဆိုရွှေအိုးပိုင်တဲ့လူတယောက်ဟာအဲ့ဒီရွှေအိုးငါရွှေအိုးဘယ်နှရှိတယ်ဆိုတာမပြောဘူးလေသူသိမှဆိုတယ်အဲ့ဒါလိုပဲသောတာပန်ပုဂ္ဂိုလ်လည်းသူသောတာပန်ဖြစ်တယ်ဆိုတာသူသိမှဆိုတယ်ရှောက်ကြောညာနေရင်တော့သောတာပန်မဟုတ်လို့ပဲအဲ့ဒါသောတာပန်ဖြစ်ကြောင်းကြောညာမောင်းခတ်နေရင်တော့ဒါသောတာပန်မဟုတ်သေးလို့ပဲသောတာပန်ဖြစ်လို့ရှိရင်ရွှေအိုးလူသိမှဆိုသလိုကိုတရားလူတရားမြတ်ရတော့သူများကိုပြောဖို့ဝန်လေးကြတယ်တဲ့သို့တော့လူတိုင်းကိုတော့တရားလူရစေခြင်းနဲ့ဆန္ဒရှိတယ်ကိုရတာကိုတော့သူများထုတ်ဖို့ပြောဖို့ဝန်လေးကြတယ်ဒါသောတာပန်ရဲ့စိတ်နေသဘောထားပဲသောတာပန်အစစ်ရဲ့စိတ်နေသဘောထားပေါ့နော်သောတာပန်အတူကတော့တခိုးရွှေရတပြားပြလုံနေမှာတခိုးရွှေရတပြားပြဆိုမရဘူးတဲ့သူရထားတဲ့ရွှေလေးကိုထုတ်ကြွားတတ်တယ်ပေါ့အဲ့ဒါပြောတာတခိုးရွှေရတပြားပြမစစ်မှန်တဲ့ပုဂ္ဂိုလ်ကတပြားပြလုံတတ်တယ်တကယ်စစ်မှန်တဲ့ပုဂ္ဂိုလ်ကမပြအောင်ရှုပ်ဝတ်ထားတယ်အဲ့တော့ဒီကိုယ်တော်တွေကမြတ်စွာဘုရားစီဒီနေုံလာပြီနေ့ညနေချမ်းလေးရောက်လာတဲ့အခါဘုရားစီသွားအောင်မယ်အိမ်မပြန်ကျင်တော့ပါဘူးဆိုတာလေသာသနာမှာသူတို့ပျော်သွားပါပြီဆိုတာလေကိုရှောက်ချင်ကြတယ်ရှောက်ချင်တော့ပထမဆုံးကိုရောရှောက်လာပြီးတော့သူရှောက်ဖို့ကြည့်လိုက်တဲ့အခါနောက်ကကိုရောတစ်ပါးတစ်ခါရောက်လာအဲ့လိုနဲ့တစ်ပါးရောက်လာတာ900လုံးဟာဘုရားနာရောက်လာအဲ့တော့သူတို့တရားဥရတယ်လို့မလျှောက်တော့ဘူးမလျှောက်တော့တပည့်တော်ပြောပါပြီသူမထွက်တော့ပါဘူးဒါပဲသာသနာပေါင်းပြောပါပြီဆိုတဲ့အကြောင်းတော့ပဲလျှောက်ကြနော်အဲ့ဒီယဟန္တာ900လုံးမြတ်စွာဘုရားရှေ့မှာညနေချမ်းလေးမှာထိုင်ပြီးတဲ့အချိန်မှာပဲဒီယဟန္တာ900နဲ့ဘုရားကိုဖူးဖို့ဆိုပြီးတော့တိုင်ပင်ညှိနှိုင်းတာမဟုတ်ဘဲနဲ့စကြဝဠာတိုက်တဲ့တောင်းကနတ်တွေပြမာတွေဟာရောက်ရှိလာကြတယ်ရောက်ရှိလာတော့သူတို့ရဲ့ကိုယ်ကာယကြီးတွေကလူကိုယ်ကာယနဲ့မတူဘူးချီးတယ်လာတဲ့ပိဋကကလွန်များတယ်စကြဝဠာ1000ကလာတယ်ဆိုတော့ဒီစကြဝဠာလေးတစ်ခုထဲမှာအလုံးစုပြုနေဖို့ရသူတို့ရဲ့ယူဇနာချီတဲ့ကိုယ်ကာယကြီးတွေကမဖြစ်နိုင်အဲ့တော့ဘာလို့ကြတော့ဆို
သေးသေးမွားမွားလေးတွေဖန်ဆင်းကြရုပ်ပြောင်းလိုက်ကြတယ်သူတို့ခန္ဓာကိုသေးသေးလေးတွေဖန်ဆင်းပြီးတော့စัจ java လာတက်တောင်းလာတဲ့နတ်တွေပြမာတွေဟာခန္ဓာကိုယ်တွေကိုကျုံလိုက်ကြတယ်ပေါ့နော်စွမ်းတကူနဲ့ခန္ဓာကိုယ်ကျုံလိုက်တာသေးလေးတွေဖြစ်သွားတယ်အဲ့တော့ပြည့်သွားတာစัจ java လာတစ်ခုလုံးတော့ပြည့်သွားတယ်အဲ့ဒါလောက်ကြီးကျယ်တဲ့ပိဋကကြီးဟာအဲ့ဒီမှာစုဝေးမိတာအလွန်ကြီးကျယ်တယ်အလွန်များတယ်အရေးအတွက်ကိုမရေးတွက်နိုင်လောက်အောင်စัจ java လာတစ်သောင်းကရောက်လာတဲ့နတ်တွေလူကတော့အဲ့ဒီယဟနာ9ပဲပါတယ်အဲ့ဒီယဟနာ900နဲ့ဘုရားကိုဖူးဖို့ဆိုပြီးတော့ဘယ်သူမှမနှိုးဆော်ပဲနဲ့ရောက်လာတဲ့နတ်တွေကတော့ပြည့်ရှံသွားတာပဲအဲ့ဒီချိန်မှာတဘာဝဝင်စားနေတဲ့သုဒ္ဓဝါဒဘုံကယဟနာပြမကြီးတွေတဘာဝကထားလိုက်တဲ့အခါသူတို့ကောင်းထဲမှာပေါ်လာတယ်နတ်တွေပြမတွေဘယ်သွားကြသလဲလို့ကြည့်လိုက်တဲ့အခါမဟာဝုံတော်မှာရောက်ရှိနေကြတယ်ဖះနဲ့ယဟနာတွေလည်းရောက်ရှိနေအဲ့တော့သူတို့လာဖို့ဆိုတာနေရာမရှိဘူးမရှိတော့နတ်ပြမကြီး၄ယောက်ကတယောက်ကအရှိလောကရကလာတယ်တယောက်ကတောင်ကတယောက်ကအနောက်ကတယောက်ကမြောက်ကဆိုပြီးတော့အယမျက်နှာ၄ခုခွဲပြီးတော့စัจ java လာတစ်တိုင်းပေါ်မှာရှက်ပြီးတော့သူတို့လာအကြောင်းကိုဖះလည်းသိစေခြင်းနဲ့ဖះနာလည်းလာလို့မရဘူးများပြိဿကတအားပြည့်နေသူတို့လာတယ်ဆိုတာကိုသိအောင်လို့သူတို့ကစွမ်းကိုရှိတဲ့ယဟန္တာပြမကြီးတွေအဲ့တော့ဂါထာတပုဒ်စီနဲ့တရားသဘောပါတဲ့ဂါထာတပုဒ်စီနဲ့သူတို့လာချောင်းတန်ဃာတွေကိုဖူးမြော်ဖို့သူတို့ရောက်လာချောင်းကိုအဲ့ဒီစัจ java လာတတိုင်းပေါ်ကနေပြီးတော့လှမ်းပြီးလျှောက်ကြတယ်အဲ့တော့ပိဋကကလွန်များနေအဲ့ချိန်မှာမြတ်စွာဘုရားလူတွေကယဟန္တာတွေကြီးပဲယဟန်တွေကယဟန္တာတွေကြီးပဲဖြစ်တယ်ရောက်လာတဲ့နတ်တွေကြတော့ပုရုဇဉ်တွေလည်းပါတယ်အရိယာတွေလည်းပါတယ်အဲ့တော့နတ်တွေကိုတရားဟောဖို့အခွင့်ဖြစ်လာတယ်အဲ့လိုတရားဟောဖို့ဆိုတဲ့အခါနတ်တွေကိုကြည့်လိုက်တယ်အမှန်တန်များလာတဲ့နတ်ပရိသတ်ကိုကျွတ်ထိုက်တဲ့နတ်ရှိသလားမကျွတ်ထိုက်တဲ့နတ်ရှိသလားကျွတ်ထိုက်တာဆိုတာပဲလို့ဟာတော့ဆိုသူတို့ရဲ့ဥပနိဒေယပါရမီတံပါရပါရမီပြည့်စုံလို့ဒီဘဝမှာကျွတ်ထိုက်တဲ့အသိဉာဏ်ရှိတဲ့နတ်တွေရှိတယ်ဒီဘဝမှာမကျွတ်ထိုက်သေးတဲ့နတ်တွေရှိတယ်အဲ့ဒါကိုခွဲထုတ်လိုက်ပြီးတော့ကျွတ်ထိုက်တဲ့နတ်တွေရှိတယ်ဆိုတာတခါကျွတ်ထိုက်တဲ့နတ်တွေကိုသူတို့စိတ်ရိုက်အားလျော်စွာတရားဟောမှပို့ပြီးတော့ထိရောက်တယ်စိတ်ရိုက်ဆိုတာလူတွေမှာစိတ်ရိုက်နဲ့ဝါသနာရှိတယ်အဲ့ဒီစိတ်ရိုက်ဝါသနာအလိုက်တရားဟောရတယ်အဲ့ဒီအသိဉာဏ်ကိုအိန္ဒြိယပရောပရိယတိအာသယနုတယလို့ခေါ်တယ်ဘုရားဉာဏ်နဲ့ချိလိုက်ပြီးတော့နတ်တွေကိုစိတ်ရိုက်လိုက်တရားဟောဖို့ကြည့်လိုက်တဲ့အခါတချို့နတ်တွေကအပျော်ပါအတွေ့အတာကြီးမှပြီးရာဂစိတ်ရိုက်ရှိတယ်ရာဂစိတ်ရှိတယ်ဆိုတာအလှပကြိုက်တယ်နော်ပျော်ပါကြိုက်တယ်လှပတယ်လှပတာကြိုက်တယ်စကားနုရာကြိုက်တယ်နော်လူလည်းတူတူပဲလေအနုအရွာအလှပကြိုက်တယ်လူတို့လည်းအနုအရွာအလှပကြိုက်တဲ့နတ်တွေကရာဂစိတ်ရှိတဲ့နတ်တွေကတပုံခက်ကြမ်းကြမ်းပဲဒေါသစိတ်ရှိတဲ့နတ်တွေကတပုံဘာရလို့သိမစင်သာဘူးဟိုခုနလိုကြိုက်တာလည်းမဟုတ်မကြိုက်တာလည်းမဟုတ်မောဟစိတ်ရှိတဲ့နတ်တွေကလည်းတပုံရှိတယ်နောက်တစ်ခါတရားစိတ်ရှိတဲ့နတ်တွေကလည်းရှိတယ်တရားအားကောင်းတယ်ချို့နတ်တွေကတရားတရားအားကောင်းတယ်အဲ့နတ်တွေကတပုံရှိတယ်ဗုဒ္ဓိစရိတလို့အသိဉာဏ်အားကောင်းတဲ့နတ်တွေကလည်းရှိတယ်ဘာပဲဖြစ်ဖြစ်မယုံဘူးစဉ်းစားဉာဏ်နဲ့နေတာတချို့ကျတော့ယုံလွယ်တယ်ဘာပြောပြောလက်ခံအဲ့ဒါတရစရိုက်မယုံဘူးစဉ်းစားတယ်ဆိုတာကဗုဒ္ဓိစရိုက်
အတွေးနေချဲတဲ့ဇယိုက်ကြတော့ဝိတကဇယိုက်လို့ခေါ်တယ်အဲ့တော့ဇယိုက်6ပါးရာဂဇယိုက်ဒေါသဇယိုက်မောဟဇယိုက်ခိရိတာတွေနဲ့ပတ်သက်ပြီဒါမကောင်းတဲ့ဇယိုက်အဲ့ဒီနောက်တတ္ထာဇယိုက်ဗုဒ္ဓဇယိုက်ဝိတကဇယိုက်အတွေးညာတဲ့ဇယိုက်အဲ့သူဇယိုက်အလိုက်မြတ်စွာဘုရားကမဟာသမယတုတ်6တုတ်အဲ့မှာဟောတာအဲ့တော့အများသိနေတာကမဟာသမယတုတ်ကြီးပဲဟိုနတ်တွေစရင်ထုတ်တဲ့မဟာသမယတုတ်ကြီးပဲသိကြတာများဒီတုတ်တွေကဒီ6တုတ်ကဘယ်မှာပါတာတော့ဆိုသုတ္တနိဗ္ဗာန်ပါဠိတော်မှာခါထာတွေနဲ့ရေးထားတယ်အဲ့တော့မြတ်စွာဘုရားကဟောတာလူတွေကိုဟောတာတော့မဟုတ်ဇယိုက်အလိုက်ဒီနတ်တွေကိုဟောတာနော်အဲ့ဒါမဲ့ဒီရာဂဇယိုက်ဆိုတဲ့အနုအယွအလှပကြိုက်တဲ့နတ်တွေအတွက်ကဘာဟောတော့သမ္မာပရိภาဇနိယတုတ်ကိုဟောတယ်အဲ့ဒါမဟာသမယတုတ်ထဲမှာတစ်ခုသမ္မာပရိภาဇနိယတုတ်လို့ခေါ်တယ်သမ္မာပရိภาဇနိယဆိုတာမှန်ကန်တဲ့နိလန်းနဲ့လောကကြီးကထွက်ခွာတာလောကကြီးနဲ့ပတ်သက်ပြီးတော့မနေဘဲနဲ့လောကကြီးကထွက်ခွာတယ်လောကကြီးနဲ့ထွက်ခွာတယ်ဆိုတာကိုယ်ပေါင်းစိတ်ခွာပေါ့လောကကြီးထဲမှာတွေ့တာမှုမရှိဘူးအဲ့ဒါလည်းထွက်ခွာတာပဲလေလောကကြီးထဲမှာနေပြီမဲ့လို့လောကကြီးနဲ့ပတ်သက်မှုမရှိဘူးကြာပဟန်ဟာရေထဲမှာနေပြီမဲ့လို့ကြာမလူရေမလူမော်တာနော်ရှည်ထဲမှာပွင့်နေတဲ့ကြာဟာဘလို့ရေတွေနဲ့ဖြန်းဖြန်းရေမစိုးဘူးလေအဲ့ဒါလိုပဲလောကကြီးကထွက်ခွာတဲ့ပုဂ္ဂိုလ်တွေဟာလောကကြီးမှာနေပြီမဲ့လို့လောကကြီးပေါ်မှာတွေ့တာမှုတွေမုန်းတိမှုတွေဘာမှမရှိဘူးအဲ့ဒီနည်းနဲ့ထွက်ခွာတယ်လို့ခေါ်တယ်အဲ့ဒါသမ္မာပရိภาဇနိယတုတ်လို့ခေါ်တယ်နောက်ထပ်ဒေါသဇယိုက်ရှိတဲ့နတ်တွေအတွက်ကြတော့ပုရဗေဒတုတ်ဆိုဟောတယ်နောက်တစ်ခါမောဟဇယိုက်ရှိတဲ့နတ်တွေအတွက်ကလဟဝိဝါဒတုတ်ဆိုဟောတယ်တရာဇယိုက်ရှိတဲ့နတ်တွေအတွက်စတုစုလဖြူဟာဆိုတဲ့တုတ်ကိုဟောတယ်ဗုဒ္ဓဇယိုက်ရှိတဲ့နတ်တွေအတွက်မဟာပြုဟာဆိုတဲ့တုတ်ကိုဟောတယ်ဝိတဇယိုက်ရှိတဲ့နတ်ပြမတွေအတွက်ကတော့တုဝတ္တကတုတ်ဆိုပြီးတော့ဟောတယ်အတုတ်6တုတ်ဒီကနေ့စတင်ပြီးတော့နာရမှာသမ္မာပရိภาဇနိယတုတ်ဒါဘာသမယတုတ်တရားဒီသမ္မာပရိภาဇနိယတုတ်ဆိုနတ်တွေကိုဟောတာဒါအလေးနဲ့ဟောတဲ့တရားတွေနော်ဒါတွေကမဟာသမယတုတ်ကြီးပဲနတ်တွေစင်ထုတ်တဲ့တုတ်ကြီးပဲအတိများနေပြီးတော့ဒီတုတ်တွေကအတိနည်းနေရွှေဖတ်မှုနဲ့အားနေကြတယ်ပေါ့နော်အဲ့တော့သမ္မာပရိภาဇနိယဆိုတာလောကကထွက်ခွာတဲ့နည်းအဲ့ဒါကိုဟောမယ်အဲ့ဒါကိုဟောတဲ့အခါကျတော့မြတ်စွာဘုရားကပို့ပြီးတော့ရှင်းလင်းလွယ်ကူအောင်မေခွန်းထုတ်ပြီးအဖြေပေးတဲ့တရားမျိုးကိုဟောဖို့စဉ်းစားတယ်အဲ့တော့ဘယ်သူမေးခိုင်းရမလဲဆိုဘုရားကိုမေးနိုင်တဲ့ပုဂ္ဂိုလ်ကတယောက်မှမရှိဘူးလေအဲ့တော့မြတ်စွာဘုရားကဘာလုပ်တုံးဆိုအမေးနဲ့အဖြေလုပ်ဖို့အတွက်နေမိတရုပ်ပွားတော့တဆူဖန်ဆင်းလိုက်ရတယ်တရားဟောဖို့အတွက်နေမိတရုပ်ပွားတော့တခုဖန်ဆင်းတယ်ဖះနှစ်ဆူဖြစ်သွားတယ်ပုံတုနေမိတရုပ်ပွားတော့ဖန်ဆင်းပြီးတော့တပားကမေးမယ်နော်နေမိတဖះကမေးတာကိုကိုဘွားဖះကမေးတာကိုဖះဆက်ကဖြေတယ်အဲ့ဒီအမေးဖြေအနေနဲ့မြတ်စွာဘုရားဒီသုတ္တံကိုစာဟောတယ်နော်ထူးထူးခြားခြားခါတိုင်းဆိုလို့ရှိရင်မြတ်စွာဘုရားသုတ္တံတစ်ခုဟောတယ်ဆိုတာဘာနဲ့ဟောတာတော့ဆိုကိုယ့်ရဲ့ဆန္ဒအရာဟောတာရှိတယ်တရားနာပုဂ္ဂိုလ်ရဲ့စိတ်ဆန္ဒအရာဟောတာရှိတယ်မေးခွန်းမေးလို့ဖြေပြီးတော့ဟောတာရှိတယ်အကြောင်းအရာတစ်ခုပေါ်လာလို့ဟောတာရှိတယ်အကြောင်းလေးမျိုးရှိတယ်တရားဟောတာအဲ့တော့ဒီအခါမှာတော့ဒီပု္ပ္ပာဝတိကလို့ခေါ်တဲ့မေခွန်းကိုဖြေတဲ့နိလန်းကိုအသုံးချပြီးတော့မြတ်စွာဘုရားဟောမယ်သို့တော့မြတ်စွာဘုရားကြိုက်တဲ့အဖြေဖို့ရအတွက်မေခွန်းထုတ်မဲ့ပုဂ္ဂိုလ်ကလို့တယ်
သူခေါ်ခြင်းတဲ့အကြောင်းအရာကိုမေးမဲ့ပုဂ္ဂိုလ်လို့တဲ့အတွက်ကြောင့်တခြားပုဂ္ဂိုလ်တွေမေးတာမဟုတ်ဘဲနဲ့နေမိတဖရာဖန်ဆင်းပြီးနေမိတဖရာကနေပြီးတော့မေးတယ်အဲ့လိုနော်ဒါထူးခြားတဲ့တရားတစ်ပုဒ်လို့ဒီလိုပြောမှာပေါ့အဲ့ဒါလေးကိုဒီကနေ့ပြီးသလောက်ဒီသုတ်တန်ကိုဆက်ပြီးတော့ဟောကြရအောင်အဲ့ဒီသုတ်တန်လေးဟာတကယ်ကိုနတ်တွေကသဘောကျတယ်သူတို့ခေါ်တာအဲကြောင့်ဘုရားဟောတော့ကပါဠိလေးအတိုင်းပဲနည်းနည်းနာယူမှတ်သားကြည့်အောင်နော်ပြီးတော့မှအဓိပ္ပာယ်ရှင်းပြပု္ပ္ပာမိမုနေပဟုတပညာတိဏံပါရင်ကတံပရိနိဗ္ဗုတံထိတတံနိခမကရာပနုစကာမိကထံဘိက္ခုသမ္မာသောလောကိပရိပစေယနေဝိဒဘုရားကမေခွန်းထုတ်လိုက်တဲ့ဟာနော်မြတ်စွာဘုရားကိုမေခွန်းထုတ်တာပု္ပ္ပာမိမုနေပဟုတပညာတိဏံပါရင်ကတံပရိနိဗ္ဗုတံဥထိတတံနေကမကရာပနုစကာမိကထံဘိက္ခုသမ္မာသောလောကိပရိပစေယဆိုလိုတဲ့အဓိပ္ပာယ်ကဩဃလေးပြကိုကြော်ဖြတ်ပြီးနိဗ္ဗာန်တောင်ကံတလှမ်းပြီးတော်မူသောကိလေသာငြိမ်းပြီး၍ကြံ့ခိုင်သည့်စိတ်ဓာတ်ရှိသောကြီးမားတဲ့ပညာရှိတဲ့ကောရမမုနိအရှင်ကိုမေးပါမယ်ခုနဝိသေသတွေနဲ့ထုတ်ပြောတာမုနိဆိုတာယဟန်လို့လည်းဘာသာပြန်လို့ရတယ်တနည်းအားဖြင့်ပညာရှိပေါ့မုနိပဟုဒပညာကြီးမားတဲ့ပညာရှိတဲ့တကယ်ပညာရှိပုဂ္ဂိုလ်တော့မြတ်စွာဘုရားကိုဂုဏဝိသေသတွေနဲ့နေမိတဘုရားကချီးမွမ်းတဲ့တော့တိဏံဆိုတာဩဃလေးပြတန်တရားကိုဖြတ်ကူးပြီးသားတော့တမ္မာပုဂ္ဂိုလ်တွေကဒီအခက်ခဲတွေကိုမကြော်နိုင်ဘူးဖြတ်ကူးတယ်ဆိုတာဒီအခက်ခဲကိုကြော်တာကိုပြောတာဘာတွေကိုမကြော်နိုင်တာတော့ဆိုကာမောဃလို့ဆိုကာမဂုဏ်တွေကိုမစွန့်လွတ်နိုင်ကာမဂုဏ်တွေဟာတကယ်ရည်စည်းတန်တဲ့ဩဃကြီးလိုပဲအဲ့ထဲမဖြတ်ကျော်နိုင်ဘူးဖြတ်ကျော်လိုက်မယ်ကြိုးစားလိုက်တာနဲ့မျောပါသွားမှာမကျော်နိုင်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားအဲ့ဒါကိုလွတ်မြောက်အောင်ကြော်ဖြတ်ပြီးကြော်ဖြတ်ပြီးုံနဲ့မကဘူးပါရင်ကတံဟိုဘက်ကရောက်သွားပြီအမှန်တန်ရေစည်းတန်တဲ့ရေဝဲဩဃကြီးကိုဖြတ်ကျော်ပြီးတော့ဟိုဘက်ကိုရောက်သွားပြီနိဗ္ဗာန်ရောက်သွားပြီလို့ဆိုတော့နိဗ္ဗာန်ရောက်သွားလို့ပရိနိဗ္ဗုတံရှင်တွေကအပူပန်ကင်းပြီးတော့ကိလေသာတွေငြိမ်းနေကိလေသာတွေငြိမ်းလို့ထိတတ်တာစိတ်ဓာတ်ကကြမ်းခိုင်တယ်တိမှတ်တဲ့စိတ်ဓာတ်ရှိအဲ့တော့ကိလေသာမငြိမ်းသေးရင်လူဆိုတာစိတ်ဓာတ်ကကြမ်းခိုင်မှုမရှိဘူးလေလူကြီးပါလားလောဘဖြစ်လာရင်စိတ်ကတစ်မျိုးဒေါသဖြစ်လာရင်စိတ်ကတစ်မျိုးကြမ်းခိုင်မှုမရှိလို့ပဲတည်ငြိမ်မှုမရှိဘူးမကြမ်းခိုင်ဘူးစိတ်ဓာတ်ကပျော့ညံ့နေတယ်အခုမြတ်စွာဘုရားကျတော့ပညာလည်းကြီးမားတယ်ဒီတန်တရားဝေဟောကကြီးလည်းဖြတ်ကျော်ပြီးတော့နိဗ္ဗာန်တည်းဟူသောတန်ကောင်းကိုရောက်သွားပြီရှင်ရဲ့ကိလေသာတွေပူပန်တွေအလုံးနဲ့ငြိမ်းသွားပြီတကယ်ကိုတည်ထံခိုင်ငတ်နဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်လည်းရှိပြီအဲ့ဒီလိုဂုဏဝိသေသနဲ့ပြည့်စုံတဲ့ရှင်ဘုရားကိုနေမိတဘုရားကနိခမကရာပနုစကာမိကာမိဆိုဝဋ္ထုကာမဝဋ္ထုကာမဆိုဘာတွေပြောရတော့ဆိုစရင်ထုတ်မယ်ဆိုအများကြီးလေစရင်နဲ့ထုတ်မပြောတော့ဘူးမျက်စိကမြင်ပြီးတော့လိုချင်စရာနားနဲ့ကြားပြီးတော့လိုချင်စရာနှာခေါင်းနဲ့နမ်းရှူပြီးလိုချင်စရာနော်ခန္ဓာကိုယ်နဲ့လျှာနဲ့ရက်ပြီးတော့လိုချင်စရာခန္ဓာကိုယ်နဲ့ထိတွေ့ပြီးလိုချင်စရာအာယုန်နေအဲ့ဒီ၅မျိုးကာမလို့ခေါ်တယ်လိုချင်စရာအာယုန်နေလူတွေဟာရှားနာအဲ့ဒါပဲရှားတာလေဘာရှားတာတော့မျက်စိကလှတာပါတာကြည့်ဖို့နားကตายရတဲ့အတန်နားထောင်ဖို့ရှားနေတဲ့သဘောကိုကြည့်ပေါ့
နော်စင်းထုတ်မဲ့ဆိုနေဦးကြီးလေးအဲ့ဒါကြိုက်လားမကြိုက်လားစဉ်းစားကြည့်ပေါ့ audio system နဲ့ဒီတချင်းတွေဖွင့်တဲ့ player တို့ဘာလို့ဆိုတာရောင်းလို့မှမလောက်တာ memory ကကလေးတွေသွင်းပြီးတော့နားတစ်ချက်ကလေးနားတက်ပြီးတော့ခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေတဲ့လူတွေကတန်းချီရှိတယ်လေအဲ့ဒါကမို့မဲမျက်စိကလည်းလာတာပါတာကြည့်ဖို့ကြိုးစားကြတယ်ကိုယ်အိမ်မှာယူပြီးဆိုရင်ပြင်ထွက်ကြည့်တယ်ကဘာလှဲ့ကြည့်တယ်ပြောဖို့အဲ့တော့ပြောရှာတာတွေကအများကြီးပဲလေနှာခေါင်းတို့လျှာတို့ကိုယ်ကာယတို့ ਨੇ အပြောရှာတာကြတော့အစားအသောက်ပဲလေအစားအသောက်စားလို့ရှိရင်၃မျိုးလုံးတစ်ခါတည်းရတယ်ကော်ဖီတောက်မယ်ဆိုလို့ရှိရင်၃မျိုးလုံးတစ်ခါတည်းဖြစ်တာပြောပြကော်ဖီဖြော်ပြီးတော့တောက်တော့မယ်လို့ဆိုလိုက်တဲ့အချိန်မှာအနံ့လေးမှုေးတာကဒါအနံ့ကကာမဂုဏ်တစ်ခုတောက်လိုက်လို့ပူတာအေးတာနှွေးတာအဲ့ဒါလည်းပဲဖွတ်တတ်ပါယုံဆိုကာမဂုဏ်တစ်ခုရှားပေါ်ရောက်တော့ခါတက်ကလေးဆိုတာဒါလည်းကာမဂုဏ်တစ်ခုပဲရှားကသိတာတစ်ခုနော်နှာခေါင်းကသိတာတစ်ခုဒီကိုယ်ကာယကသိတာတစ်ခုတော့အဲ့ဒါခံစားရပဲလေလူတွေကခံစားရမှာကော်ဖီလေးတောက်ပြီးကော်ဖီလေးမှုေးလိုက်တာဘယ်လာတာတော့တစိမ့်လေးမှတ်နောက်တောက်ဖို့ရရှာဝဲသွားမယ်ဆိုဝဲအင်ကြဖြော်တောက်ပူပူလေးတောက်ရတာပြင်းလာတဲ့အခါကျတော့ ice coffee ဆိုလောက်ပြန်အေးတောက်ချင်ပြန်ရှေ့ကစိန်ပြီးတောက်ပြန်တယ်အဲ့ဒါဘာလို့ဆိုရင်ကာယပတ်ဖွတ်တပါယုံကိုရှာတာပဲလေအေးတာလေးကြိုက်တဲ့အခါအေးတဲ့ဖွတ်တပါယုံရှာအနံ့မွေးတာကျတော့ခန္ဓာယုံကိုရှာအရသာကော်ဖီခါကားလေးဆိုရင်ကော်ဖီကယိုးနေတယ်ဆို espresso တို့ကပူချီနိုတို့မျိုးစုံပေါ့လေရှိသမျှကဘာမှာထွက်သမျှကော်ဖီတွေကိုအရသာခံပြီးတောက်ကြဒါကော်ဖီရင်ပြောတာပါကျန်တာတွေလည်းဒီတိုင်းပါနော်ထမင်းဆိုတဲ့မျိုးစုံပေါ့အိမ်ထမင်းအိမ်ဟင်းမစားခြင်းတော့ဆိုင်သွားစားဆိုင်တော်ကဗမာထမင်းဟင်းမစားခြင်းတော့တရုတ်ထမင်းဟင်းအခုကပိုများလာသေးတယ်ဗီယက်နမ်ထမင်းဟင်းတို့ကိုရီးယားချက်တို့ကုန်ပါပဲအဲ့ဒါတွေကဘာရှာတာတော့လို့မေးလို့ရှိရင်ခုနပြောတဲ့ခန္ဓာယုံတို့ရတယုံတို့ဖွတ်တပါယုံတို့ရှာအဲ့ဒါကိုကာမလို့ပြောတာတခြားမဟုတ်ဘူးမျက်စိကကြည့်တာရူပယုံကကာမနားကနားထောင်ပြီးကြည့်တာအတန်ကတတ္တယုံကကာမခန္ဓာယုံရတယုံဖွတ်တပါယုံကကာမအဲ့ဒီကာမတွေကိုစွန့်ပစ်ပြီးတော့အိမ်ရတီထောင်လူပေါင်းကနေစွန့်ခွာပြီးစွန့်ခွာလာတဲ့ယဟန်ဟာတဲ့လောကကြီးကနေဘယ်လိုလုပ်ထွက်ခွာမလဲလူဆိုရဒီကာမဂုဏ်အာယုန်နေနဲ့နေရင်လောကကြီးမှာနေတာပဲလေလောကကြီးမှာနေတာအဲ့လောကကြီးပေါ်မှာမကြိုက်တော့ဘူးမမုန်းတော့ဘူးလောကကြီးနဲ့မထိတွေ့တော့ဘူးတန်ရောစင်မဖြစ်တော့ဘူးဆိုမှလောကကြီးထွက်တယ်ခေါ်တာလောကထွက်တာဆိုသိသွားတာပြောတာမဟုတ်ဘူးနော်စိတ်ဓာတ်အနေနဲ့လောကကြီးထွက်မှာဘယ်လိုလုပ်ထွက်ရအောင်မြတ်စွာဘုရားကတခါတခါဥပမာပေးပြီးတော့ဟောတယ်ငါဟာတဲ့လောကကြီးမှာမွေးတာတဲ့လောကကြီးမှာမွေးပြီးတော့ငါလောကကြီးထဲမှာကြီးလာတယ်လောကထဲမှာငါနေတယ်တဲ့တိုင်းမဲ့လောကနဲ့ငါမပတ်သက်ဘူးမပတ်သက်ဘူးဆိုတာတန်ရောစင်မရှိတာပြောတာနော်တန်ရောစင်ဆိုတာနှစ်ခုရှိတယ်အချစ်တန်ရောစင်နဲ့အမုန်းတန်ရောစင်လူတွေကအချစ်တာပဲတန်ရောစင်ထင်တယ်မုန်းတာလည်းတန်ရောစင်ကိုယ့်ကိုစဉ်းစားကြည့်မုန်းတဲ့လူခဏခဏသတိမရဘူးလားရတယ်မုန်းစိတ်နဲ့သတိရတာလေအဲ့ဒါမုန်းတန်ရောစင်ခေါ်တယ်
မနာလိုတာလည်းတန်ရောစင်ပဲလေမနာလိုတဲ့လူတွေခဏခဏသတိရတယ်အတန်ရောစင်ရှိလို့သတိရတာပေါ့အဲ့တော့တန်ရောစင်ဆိုတာမျိုးမျိုးရှိတယ်ချစ်လို့လည်းတန်ရောစင်ဖြစ်တယ်မုန်းလို့လည်းတန်ရောစင်ဖြစ်တယ်မနာလိုရင်လည်းတန်ရောစင်ဖြစ်တယ်အဲဒီမှာဆွဲလန်းနေတာဒီမှာတမန်တန်ရောစင်လို့ခေါ်တာအဲ့တော့မြတ်စွာဘုရားကသူ့ကိုသူပြောတာငါလောကထဲမှာမွေးတာတဲ့လောကထဲမှာလည်းကြီးတယ်ပြီးတော့လောကထဲမှာနေပြီမဲ့လို့တဲ့လောကကြီးနဲ့ငါမပတ်သက်ဘူးတဲ့ဘာနဲ့ဥပမာတူတော့ဆိုငါကြာနဲ့တူတယ်ကြာဟာရေထဲမှာပေါက်တယ်ရှည်ထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ရှည်ပြင်းပေါ်တက်ပြီးတော့ပွင့်တယ်ရှည်မျက်နှာပြင်းပေါ်တက်ပွင့်တယ်ဒါပေမဲ့ကြာရွယ်ဖြစ်စေကြာပတ်ဖြစ်စေကြာပွင့်ဖြစ်စေရှည်မပေဘူးရှည်မပေဘူးရှည်ပေါက်ချလည်းလိမ့်ဆင်သွားတာပဲကြာဘက်ပေါ်မှာရေတင်နေတယ်လို့မရှိဘူးနော်အဲ့ဒါလိုပဲလောကကြီးထဲမှာနေပေမဲ့လို့လောကကြီးနဲ့မပတ်သက်ဘူးတန်ရောစင်မဖြစ်ဘူးပတ်သက်တယ်ဆိုတာဘာတော့ချစ်တာလည်းပတ်သက်တာပဲမုန်းတာလည်းပတ်သက်တာမနာလိုတာလည်းပတ်သက်တာလောကကြီးနဲ့ပတ်သက်ကိုယ့်ကိုစဉ်းစားကြည့်ငါပတ်သက်သလားလောကကြီးနဲ့ပတ်သက်သလားပတ်သက်တာပေါ့နော်လောကကြီးနဲ့ပတ်သက်ပြီးတော့နေတယ်အဲ့တော့မြတ်စွာဘုရားကငါလောကကြီးနဲ့မပတ်သက်ဘူးတဲ့အဲ့တော့အခုနေမိတဘုရားကမေးလိုက်တာပညာရှိတဲ့အရှင်ဘုရားကိုမေးပြရစေကာမဂုဏ်အာယုန်တွေကိုပယ်ရှားပြီးတော့လူပေါင်းမှာခွာရှောင်ကရဟန်းပေါင်းရောက်လာတဲ့ပုဂ္ဂိုလ်ဟာလောကကြီးကဘယ်ပုံထွက်ခွာရမလဲလောကကြီးနဲ့မပတ်သက်အောင်ဘယ်လိုလုပ်ရမလဲနော်အားလုံးကပတ်သက်ဘုန်းကြီးဝိထာနဲ့လောကနဲ့မပတ်သက်ဘူးပြောတာမဟုတ်ဘူးပတ်သက်နေမပတ်သက်အောင်လုပ်ဖို့လိုသေးတယ်ဘုန်းကြီးတို့တွေခုချိန်ထိပတ်သက်နေရုံထွက်လို့မရဘူးလေလောကကြီးနဲ့ပတ်သက်မှုရှိနေတယ်လောကရဲ့ဟိုဘက်ကမရောက်ဘူးလောကထဲမှာပဲနောက်ဆုံးမှာကြာရှုံးသွားကြရတာလောကထဲကမထွက်နိုင်လောကထဲမှာပဲကြာရှုံးသွားမှာပဲအဲ့တော့လောကကထွက်တဲ့နီလန်းကိုမေးတာပဲဖြစ်တယ်အဲ့ဒီသမ္မာပရိစ္ဆေပဇာနိယသုတ်မှာနေမိတာဘုရားကမေးတာအမေးကထာတပုတ်ခါရတပုတ်ကိုမေးလိုက်တာဒီမေးခွန်းကတော့လောကကြီးကဘလို့ထွက်မလဲဆိုတဲ့မေးခွန်းပဲမြတ်စွာဘုရားအစစ်ကဖြေလိုက်တာ15ဂါထာနဲ့ဖြေတယ်မေးတာကဂါထာတပုတ်ပဲဖြေတာ15ပုတ်ဖြေလို့ပြီးသွားတဲ့အခါမှာတော့တရားဟောပြီးလို့ရှိရင်ကောင်းတယ်မကောင်းဘူးဝေဖန်ကြရတာလေလူတွေကြတော့လက်ခုပ်တီးကြတာပေါ့တချင်းဆိုပြီးရင်လည်းလက်ခုပ်တီးကြတာမဟုတ်လားလက်ခုပ်တီးတယ်လို့ပဲနေမိတဘုရားကနေချီးမွမ်းစကားပြောတာတခါထားမေကွန်းထုတ်တာတခါထားနောက်ဆုံးမှချီးမွမ်းစကားပြောတာကတခါထားကောရောမြတ်စွာဘုရားကဘုရားစစ်ကဖြေတာ15ဂါထာအလုံးပေါင်းလိုက်တဲ့အခါသမ္မာပရိပါဇရိယသုံးမှာ18ဂါထာရှိတယ်လို့ဒီလိုမှတ်တာအခု18ဂါထာတွေကပထမဆုံးဂါထာကိုရှင်းပြနေပု္ပ္ပာမိမုနေပဟုဒပညာဒိဏံပါရင်ကတံပရိနိဗ္ဗုတံထိတတံနေခမကရာပနုဇကာပိကထံဘိက္ခုသမ္မာသောလောကေပရိပဇေယမိဂုံလေးချစ်ကြတဲ့ကြီးမားတဲ့ပညာရှင်ဖြစ်တဲ့တန်တရားဝေဟောကကိုဖြတ်ကျော်ပြီးတော့တစ်ဖက်ကန်းကိုနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုရောက်ပြီးဖြစ်တဲ့ကိလေသာအပူတွေငြိမ်းသွားတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့အရှင်ဘုရားတဲ့ကာမဂုဏ်အာယုန်တွေကိုစွန့်ခွာပြီးတော့အေယဒီတောင်လူပေါင်းကထွက်လာပြီးရဟန်းဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာလောကကြီးနဲ့မပတ်သက်အောင်ဘယ်လိုကျင့်ရမလဲလောကကြီးကထွက်ဖို့ဘယ်လိုကျင့်ရမလဲဒီမေးခွန်းမေးတာပဲမေးခွန်းမေးလိုက်အဲ့ဒီမေးခွန်းရဲ့အဖြေကိုမြတ်စွာဘုရားဖြေပြီးယတ္တမင်္ဂလာသမုဟတဥပ္ပါဒသုပိနာသလက္ခဏာစာ
သောမင်္ဂလာဒေါသဝိပဟိနောတမ္မာသောလောကေပြိပစေယဒါပထမဆုံးဖြေလိုက်တဲ့အဖြေလေးတစ်ခုနော်အဖြေပေါင်း15ပုဒ်ထိအောင်ဖြေမှာဗျာဒါတစ်ခုပဲရှိသေးတယ်အဲ့တော့အရေးကြီးဆုံးတစ်ခုဖြေတယ်လို့ကြည့်ရတယ်ဘာကိုဖြေလိုက်တာတော့ဆိုယတမင်္ဂလာသမုဟတာလောကလူတွေကမင်္ဂလာတိတ်ရှိကြတယ်ဒါမင်္ဂလာတော့ကမင်္ဂလာမဟုတ်ဘူးနော်လူတွေပြောတဲ့မင်္ဂလာပြောတာမင်္ဂလာသိရှိကြတယ်မင်္ဂလာမရှိတာဆိုမကြားကြဘူးလေမင်္ဂလာရှိကြတယ်သူတွေကသူတို့နှစ်သက်တာလေးမြင်ရရင်မင်္ဂလာရှိလိုက်တာဒီထိပေါက်တယ်လို့ကြားလိုက်ရင်လည်းအမလီမင်္ဂလာရှိလိုက်တာလူသေးတယ်ကြားရင်မလီအမင်္ဂလာနော်ပျက်စီးတယ်ကြားအမင်္ဂလာကောင်းစားတယ်ကြားတာမှတည်းမင်္ဂလာပဲသူကဒါလူတွေရဲ့တဘာဝပြောတာနော်ကောင်းတဲ့လေးကြားရင်မင်္ဂလာရှိလိုက်တာဆိုရင်အဲ့ဒီမင်္ဂလာဟုတ်မင်္ဂလာတို့တွေကမင်္ဂလာမဟုတ်ဘူးလောကီမင်္ဂလာလို့ခေါ်တယ်ဒိဋ္ဌမင်္ဂလာသုတမင်္ဂလာမုဒ္ဒမင်္ဂလာမင်္ဂလာရှိလိုက်တာဆိုပြီးတော့လူတွေကြိုက်တဲ့မင်္ဂလာတွေကိုသမုဟတလုံးဝဂယုမဆိုင်တော့ဘူးအဲ့ဒါဒီခေါင်းထဲမှာမရှိဘူးဖယ်ထုတ်လိုက်ပြီအဲ့ဒီလူပြောသူပြောမင်္ဂလာကိုဖယ်ထုတ်လိုက်တချို့ဆိုမင်္ဂလာဘလောက်တိအောင်စွဲတော့ဆိုလို့ရှိရင်မတတ်တာလို့အတုဝပို့ပြီးရင်အိမ်ပြန်လို့ရှိရင်တယောကင်မွန်းနဲ့ရေချိုးပစ်သေးတဲ့ကိုကတော့မသေးမှကြာမင်္ဂလာမရှိလို့တဲ့နော်မပို့ဝဲနေရင်လေညနာပူတယ်ပေါ့လူကိုတရားမကြည့်ဘူးဆိုရင်တုတ်တန်ရောက်တယ်ဆိုအမလေးမင်္ဂလာမရှိရတာဆိုအိမ်ပြန်တဲ့အခါကျတော့တယောတို့ကင်မွန်းတို့နဲ့ပို့တိုက်ပြီးမင်္ဂလာပြန်ရအောင်ရေချိုးတယ်ရမှာမရဘူးမကောင်းတဲ့သတင်းကြားရင်အမင်္ဂလာကောင်းတဲ့သတင်းကြားရင်မင်္ဂလာရှိတယ်အဲ့ဒီမင်္ဂလာမျိုးအစွဲလန်းတွေကိုဖယ်ရှားပြရမယ်နံပါတ်1နော်မင်္ဂလာသမုဟတာဒါတွေပေါ်မှာယုံကြည်မှုမရှိဘူးလုံးဝဖယ်လိုက်တယ်ဥပ္ပါဒတန်တိဆိုပြီးတော့ဘုရားတော်ပွဲပေးထားရှိတယ်လေဥပ္ပါဒဆိုတာကိုမဖြစ်ချင်တာတွေကောင်းငင်ဘောကျဲကျွေးတာတို့ဘာတို့နော်ဥပပြန်နာတို့အတိတ်နမိတ်တွေပေါ့နော်အတိတ်နမိတ်တွေနဲ့ပတ်သက်ပြီးဥပ္ပါဒဘာဖြစ်မယ်ညာဖြစ်မယ်ဗေဒင်ဆရာတွေဟောတယ်ဘယ်နှခုနှစ်ဘာဖြစ်မယ်ဘယ်နှခုနှစ်ဘာဖြစ်မယ်ကဘာကြီးဘယ်တော့ပြည့်မယ်နဲ့အဲ့ဒီလိုဥပ္ပါဒလို့ဆိုတယ်ဒီဖြစ်ပေါ်လာမယ်ဟာတွေကိုဟောတာအဲ့ဒါတွေလည်းမယုံနဲ့လောကကြီးကထွက်ခွာခြင်းအဲ့ဒါတွေလည်းစွန့်လိုက်တယ်ဗေဒင်မမေးနဲ့လို့ပြောတယ်ဘုရားဘာသာတွေဗေဒင်မေးတဲ့လူအများကြီးပဲတော့မမေးတဲ့လူပြောအောင်ဗေဒင်ဆရာတွေကတော့ကြရံဖြစ်နေထမင်းကတည်းအဲ့တော့တကယ်စင်တန်းရောက်တဲ့ပုဂ္ဂိုလ်ကဗေဒင်ကိုမမေးတော့ဗေဒင်မေးဘာဖြစ်မလဲညာဖြစ်မလဲမမေးတော့ဥပ္ပါဒဖေးရအနေနဲ့ပတ်သက်ယုံကြည်မရှိဘူးနောက်တစ်ခါသူပိနာအိမ်မက်မဲ့တဲ့ဆိုလို့ရှိရင်မလေးဒီအိမ်မက်ကကောင်းလားဒီအိမ်မက်ကမကောင်းဘူးလားဒီအိမ်မက်မဲ့ဘာဖြစ်တုံးဆိုပြီးတော့အိမ်မက်ရဲ့အကျိုးပြနှာခေါင်းနေထားဘလို့မျက်စိနေထားဘလို့နားနေထားဘလို့ပါးစပ်နေထားလက်ချေအင်္ဂါနေထားဘလို့ဆိုပြီးတော့အမှတ်လက္ခဏာတွေပြတာရှိတယ်အဲ့ဒီလက္ခဏာတွေကြည့်ပြီးတော့လောကီကျမ်းတွေမှာဟောစရန်ထုတ်တယ်ပေါ့နော်ဟောစရန်ထုတ်တယ်ငယ်ငယ်တော့ဖတ်ဘူးတဲ့စာအုပ်တွေမှာကြည့်နှာခေါင်းကပွားနေတဲ့လူဆိုရင်နာပွားကြမ်းကြုတ်တယ်အဲ့လိုပြောတယ်နာပွားတဲ့လူကကြမ်းကြုတ်တယ်အဲ့လိုဆိုတာလည်းရှိတယ်နော်နေရကားတဲ့လူကဘုပညာကြီးတယ်လို့ပြောတာအဲ့ဒါကိုနေရကားလို့ပညာရှိတယ်ဆိုရင်အဲ့ဒါဆင်ကြီးကပညာရှိမှာပေါ့တဲ့နေရကားကြီးနေရကားတိုင်းတော့ပညာမရှိဘူးပေါ့ဆိုလိုတာနော်ပေရင်ကိန်းခန်းနေနဲ့ပတ်သက်ပြီးရှုံသူလည်းရှိတယ်မယုံသူလည်းရှိတယ်
အဲ့ဒီတော့လူရဲ့အမှတ်လက္ခဏာတွေဟိုလုံးဝရည်ငြိမ်းပဲတာတော့မဟုတ်ဘူးဒါတွေကိုဆွဲလမ်းမထားတာကိုပြောတာဖျားဖြစ်မဲ့ပုဂ္ဂိုလ်တို့စကြဝဠာမင်းဖြစ်မဲ့ပုဂ္ဂိုလ်တွေကြတော့မဟာပုရိသလက္ခဏာ32ပါးအဲ့ဒါကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ကဖျားဖြစ်မယ်ဒီပုဂ္ဂိုလ်ကဘာဖြစ်မယ်လူတွေမပြောဘူးနွားတောင်မှပဲဘယ်မှာကြာပါတဲ့နွားဘာဖြစ်တယ်ခိုက်တယ်ကောင်းတယ်ပဲနွားကောင်းတယ်ပဲနွားတောင်မှပဲအဲ့ဒီဆွဲလန်းရှိတယ်လေလက္ခဏာကြည့်ပြီးတော့နွားတောင်မှပဲရှောင်ရတယ်တချို့ကနွားဝယ်ရင်တောင်မှပဲကြာပဲမှာပါတယ်ပွေးပဲမှာပါတယ်ဆိုပြီးတော့ပွေးစိုးပါတယ်နွားဆိုတာရှိသေးတယ်လူမှလည်းငယ်ငယ်တော့ကြောက်ဘူးလားခေါင်းပေါ်မှာကြည့်လိုက်လို့ပွေးနှစ်ခုပါနေလို့ရှိရင်အဲ့ဒါပွေးနှလုံးစုံးမလင်ဆိုပြီးတော့ပြောကြတယ်ငယ်တော့အဲ့ဒါလက္ခဏာကြမ်းနေပဲနော်တချို့ကျတော့အဲ့ဒါပွေးချင်းခွင်နဲ့အယောင်းဝယ်လို့ကြီးပွားတယ်လို့ပြောတဲ့လူကရှိတယ်အမျိုးစုံပါပဲနော်ပွေးနှလုံးစုံးမလင်ပြောတဲ့လူကပြောအဲ့ဒါတွေကလက္ခဏာလို့ခေါ်တယ်လက်ဖွားကြည့်ပြီးတော့ဘာဖြစ်မယ်ညဖြစ်မယ်အမလေးဒီပညာလမ်းကြောင်းနဲ့အာယုလမ်းကြောင်းကြားထဲမှာချက်ချိကပါရင်ဘာဖြစ်တယ်ညဖြစ်တယ်နဲ့ခဏတွေ့တယ်ဘာမှမဖြစ်ဘူးလက်ထဲမှာရှိတိုင်းကန့်ရှိမှဖြစ်မှာအဲ့တော့ဒါတွေလည်းပဲရှုံချတာတွေကိုမြတ်စွာဘုရားဒီမှာအဲ့ဒါတွေကိုထည့်ဖြည့်ထားတာနော်အဲ့ဒီခက်ကလည်းယုံတဲ့လူများလုံးအားကြီးလို့နေမှာနော်အဲ့ဒီလက္ခဏာဟောတွေလေဖယ်ရှားမယ်တဲ့သောမင်္ဂလဒေါသဝိပဟိနောတဲ့လူတွေယုံကြည်တဲ့မင်္ဂလာကိုလည်းဖယ်ပါတဲ့အပြည့်နာစာတွေအလုံးကိုလည်းဖယ်လိုက်ပါကျန်တာတွေလည်းမယုံပါနဲ့လို့ပြောတယ်နော်မင်္ဂလာကိုလည်းမယုံနဲ့ဥပဒဖြစ်ကြာရောက်ဖြစ်ပေါ်လာတာဥမာပဲကျဲကျွေးတယ်တို့ဥပပြန်တယ်တို့ဗါတွေဒါတွေမယုံနဲ့အဲ့ဒါတွေကဖြစ်လာအိမ်မက်ပဲပြီးတော့ဟောတာတွေဒါတွေလည်းမယုံနဲ့လက္ခဏာဖတ်ပြီးဟောတာတွေဒါတွေလည်းမယုံနဲ့အဲ့ဒီမင်္ဂလာနဲ့အပြည့်အနာစာတွေအလုံးဖယ်ထားလိုက်ရှုံကြည်မှုတွေမရှိနဲ့မထားနဲ့တဲ့အဲ့ဒါတွေကိုဖယ်ရှားနိုင်ပြီဆိုရင်တဲ့သမ္မာသောလောကေပရိဝေဇေယအဲ့ဒီယဟန်ဟာလောကအနေထွက်ခွာနိုင်ပါတယ်နှုတ်ဆိုဒီလောကထဲမှာပဲလဲနေမှာလောကကြီးနဲ့ကင်းပြတ်နိုင်တယ်ပေါ့လောကအနေထွက်သွားနိုင်တယ်အနှုတ်ဆိုဒီလောကထဲမှာပဲရောက်မယ်အဲ့ဒါတွေကိုဖယ်ရှားနိုင်ရမယ်လို့ဒါဒုတိယမိခွန်းရဲ့ပထမဆုံးဖြည့်တဲ့အဖြေလေးတစ်ခုနော်ဆိုလိုတာကခြုံပြောလိုက်မယ်ဆိုရင်လူတွေရဲ့ယုံကြည်မှုအစွဲလန်းနေမှန်သမျှဖယ်နိုင်ရမယ်မဖယ်နိုင်ရင်လောကကြီးကမထွက်နိုင်ဘူးလို့ဆိုလိုတယ်ဒါမြတ်စွာဘုရားဟောတဲ့သမ္မာပရိဝါဇနိယသုံးပါပထမဂါထာရဲ့အဖြေပဲအဲ့တော့အဖြေပေါင်းက15ခုလာမှာဆိုတော့ဒီနေ့တော့ဒီအဖြေတစ်ပုံနဲ့ပဲရက်ကြရမယ်တရားချက်ကသူတော်စင်ပြိဿအပေါင်းတို့နတ္တိရဲ့ဆရာအားလျော်စွာဟောကြားတော်မူခဲ့တဲ့သမ္မာပရိပါဇနိယသုတ်ဆိုတဲ့ဒီမဟာသမယသုတ်ဟာလေးနဲ့တဲ့သုတ်တန်တစ်ခုဖြစ်လို့အာယုစုဆိုင်ပြီးတော့ကြားနာပြီးတကယ်တရားစစ်မှန်နေကိုမှတ်သားနိုင်ကြမှာဖြစ်တယ်တရားစစ်မှန်နေကိုလိုက်နာချင်းကြကျိုးကိုပွားများအထောက်တော်မူနိုင်ကြပါစေကုန်သတည်းရှေးသက်ချာရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကို
ယုတိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဝဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစ၍ကဘာသူကဘာသာလူနဲ့မြမတတ္တဝအမြတ်တို့အားအမြတ်အမြတ်ဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း